ကဲဒီအပိုင်းမှာတော့ကျွန်တော်တို့ရဲ့ဒီကိုရောမမလီလာတယောက်အသေးကွဲပြီးတော့အထီးကျန်နေတဲ့အခန်းနဲ့စထားပါရယ်။တခါတလေကြာရင်လည်းစဉ်းစားမိပါရယ်လီလာကအရေးချင်းရှိပြီးတော့တော်ပါလျက်နဲ့ဘာလို့အခြေရေးမှာဒီလောက်ကန်ဆိုးနေရတာလဲပေါ့။ဒါပေမဲ့ဒီနေ့မှာတော့သူမျှော်လင့်မထားတဲ့သူတယောက်နဲ့တွေ့ဆုံရဖို့ရှိနေပါရယ်။အဲ့ဒါကဘယ်သူဖြစ်မလဲဆိုတော့ဗီဒီယိုလေးကိုစောင့်ကြည့်ရှုဖို့ပြောချင်ပါရယ်။ဇလန်အစမှာ Fry ဟာလီလာကိုချိန်တွေ့ဖို့ကြိုးစားခဲ့ပေမဲ့လီလာကညှင်းပယ်ခဲ့ပါရယ်။အဲဒီနောက်လီလာဟာသူမရဲ့ဘဝကိုစိတ်ပြက်ပြီးတော့အပြင်ထွက်ခဲ့ရမှာတခြားဂျိုသားတွေနဲ့ချိန်တွေ့ဖို့ကြိုးစားခဲ့ပေမဲ့အဆင်မပြေဘဲဖြစ်ခဲ့ရပါတယ်။ဒီကြားထဲမှာပဲ Professor Funwalk ကအဖွဲ့သားတွေကိုအရေးကြီးတဲ့ mission တစ်ခုပေးပါတော့တယ်။အဲဒါကတော့ပျက်စီးတော့မဲ့ Vagon 6ဆိုတဲ့ဂျိုဘောက Tracer တွေကိုတွားရောက်ကယ်တင်ဖို့ပါ။အဲဒီဂျိုဟာအတွင်းထဲကတယံစားတာတွေကိုအလွန်အကျွံတူးပေါ်ထားလို့အတွင်းပိုင်းကလောင်ကျွမ်းနေပြီးတော့အချိန်မရွေးပောက်ကွဲပြူကြတော့မှာပါ။ဒါကြောင့်အဲ့ဒီမှာရှိတဲ့မျိုးတုံးတော့မဲ့ trace ဆန်လေးတွေကိုတွားရောက်ကတင်ရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့လမ်းမှာသူတို့ကိုတားဆီးလိုက်တာကတော့စက်ကြောင်ရာရဲ့သူရဲကောင်းလို့နာမည်ကြီးပေမဲ့တကယ်တမ်းကျတော့အကြွားထူလွန်လာတဲ့ဘိုးရုပ်ကြီး Zeb Brannigan ပဲဖြစ်ပါတယ်။ Zeb ဟာဘလို့လူလဲဆိုတော့ကိုတောက်ချောကြီးလို့ထင်နေပြီးတော့ပေါင်လဲလောက်ရှိတဲ့ uniform စကတ်အတိုလေးနဲ့သူ့ရဲ့တပည့်ဖြစ်သူ Kif ကိုလည်းအမြင်နိုင်ကျင်တတ်သူပေါ့။ Zeb ဟာ Vagon 6ကိုပိတ်ဆို့ထားပြီးတော့ဘယ်သူ့ပုံမှလည်းပေးမဝင်ခဲ့ပါဘူး။လီလာကအကူအညီတောင်းပေမဲ့ Zeb ကညှင်းဆိုခဲ့ပါတယ်။အဲဒီနောက်လီလာကိုမြင်ချင်းပဲသူ့ရဲ့ပေါ်ကြောင်ကြောင့်ညှို့ယုံနိုင်စွမ်းတွေကိုသုံးပြီးတော့ညစာစားဖို့ဖိတ်ခေါ်ပါတော့တယ်။သူကလီလာကိုညစာဖိတ်ကျွေးပြီးတော့ရှမ်ပိန်ကိုရှမ်ပတ်ကင်လို့အတန်တွက်မှာပြီးတော့ခက်တီတီနဲ့အာသီးရောင်ပြနေခဲ့ပါတယ်။သူ့ရဲ့လက်ထောက် Kif ကတော့ဘေးကနေငါတော့ဒီလူနဲ့အတူနေရတာတေချာပေါက်ကန်ဆိုတာပဲဆိုရဲမျက်နှာဘေးနဲ့တပ်ပြင်းတွေဒရက်ဆက်ချနေတာပေါ့။လီလာကလည်းကေဆေးလုပ်ငန်းအောင်မြင်ဖို့အတွက်အောင်သက်နဲ့ဇက်ပြည့်ကြွားလုံးတွေကိုထိုင်နာထောင်နေရပါတယ်။ဒါပေမဲ့လူဆိုတာမျိုးကအားငင်နေတဲ့အချိန်မှာတယောက်ယောက်ကဂီယူဆိုင်ပြရင်စိတ်ကနည်းနည်းတော့ရိုင်းသွားတတ်ကြပါရဲ့။နောက်ဆုံးမှာတော့လီလာတယောက်စိတ်ပြက်လက်ပြက်နေပဲဇက်နဲ့တညတာအချိန်ဖြုံးမိလိုက်ပါရဲ့။ဒါဟာသူ့ဘဝမှာအကြီးမားဆုံးနောင်တပြက်လာမယ်ဆိုတာသူမှမသိခဲ့ပါဘူး။နောက်တနေ့မနက်မှာတော့ဇက်ကဒါကိုအခွင့်ကောင်းယူပြီးတော့လူတကာကိုလိုက်ကြွားပါတော့တယ်။တကယ်ကိုလူရှုပ်ကြီးပါ။နောက်တနေ့မှာတော့လီလာတို့အဖွဲ့ကို Vagon စစ်ပေါ်ပေးဆင်းလိုက်ပါတယ်။ဂျိုကလည်းပောက်ကွဲတော့မှဖြစ်တာကြောင့်တုံခါနေပြီးတော့အချိန်ကလည်းသိမရတော့ပါဘူး။သူတို့အားလုံး trace ဆန်တွေကိုလိုက်ဖမ်းပြီးတော့တင်မော့ပေါ်တင်ရပါတော့တယ်။အဲဒီမှာထူးထူးဆန်းဆန်းတတ္တဝါလေးတစ်ကောင်ကိုတွေ့ရှိခဲ့ပါတယ်။အဲဒီတတ္တဝါလေးကတော့ကျွန်တော်တို့အားလုံးချစ်ကြတဲ့နစ်ပလာပါပဲ။ဒါပေမဲ့သူ့ရဲ့ဘိုက်ကတော့တကယ်ကိုအမခံပါ။နစ်ပလာကိုကြည့်ရတာတော့တေးသေးလေးနဲ့ဦးရားစရာဖြစ်ပေမဲ့သူကသူ့ထက်အစာပေါင်းများစွာကြီးတဲ့ trace ဆန်တွေကိုပါဇက်တစ်ချက်ဟလိုက်ရုံနဲ့အကုန်ဝမ်းစားပြနိုင်တာပါ။ဒီလိုနဲ့ Fry တို့ခက်ခဲလိုက်ဖမ်းထားသမျှ trace ဆန်တွေအားလုံးနစ်ပလာရဲ့ဘိုက်ထဲကိုရောက်သွားပါတော့တယ်။ဒါနဲ့မကသေးပါဘူးဂျိုကလည်းတကယ်ကိုပောက်ကွဲလူနေနေဖြစ်နေပြီးတော့သူတို့မှလည်းလောင်စာကကုန်နေပါပြီ။အကုန်လုံးဒုက္ခရောက်ပြီလို့ထင်နေတော့မှပဲနစ်ပလာကအံ့ဩစရာကောင်းတာတစ်ခုကိုလုပ်လိုက်ပါတယ်။သူက dark matter လို့ခေါ်တဲ့အရန်လေးလံနဲ့အနက်ရောင်အလုံးလေးတစ်လုံးကိုအိပါချလိုက်တာပါ။အဲ့ဒီအရာကတင်မောကိုစက်ကြဝဠာတစ်ခုလုံးပတ်မောင်းလို့ရတဲ့အထီကိုစွန့်အင်ရှိနေတာပါ။အဲ့ဒီ dark matter တွေကိုလောင်စာအဖြစ်သုံးပြီးတော့မှသူတို့ရဲ့အိမ်ပြန်လန်းကိုကံကောင်းထောက်မော့စွာနဲ့ပြန်ရောက်လာခဲ့ကြပါတယ်။နောက်ဆုံးမှာတော့လီလာတို့အဖွဲ့ Vagon 6ပောက်ကွဲတာကနေအချိန်မီလွတ်မြောက်သွားခဲ့ရပြီးတော့နစ်ပလာလေးကိုအိမ်မွေးတရိတ်ဆန်အဖြစ်ခေါ်လာနိုင်ခဲ့ပါတယ်။လီလာကတော့ဇက်နဲ့ပတ်သက်ခဲ့တဲ့အမကိုဘယ်သူ့ကိုမှမပြောပြဖို့အတွက်ဆုံးဖြတ်ရင်းနဲ့ပဲဇလန်လေးကပြီးဆုံးသွားပါတယ်။ကဲတင်ငယ်ချင်းတို့ရောအထီးကျန်နေတဲ့အချိန်မှာဇက်လိုလူမျိုးနဲ့တွေ့ရင်ဘယ်လိုလုပ်ကြမလဲ။ကွန်မန့်မှာရေးပေးခဲ့ကြပါအောင်။နောက်ထပ် Futurama အပိုင်းသစ်တွေကိုဆက်ကြည့်ချင်ရင်တော့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်မြောင် Universe TV ပါ